တော့လာကောင်းတယ်ဆိုတော့ဘယ်လိုလဲဆိုတော့ချန်လည်းမဖြစ်ဘူးအဲ့လိုမျိုးဘယ်လိုမှထုံးတက်ပါတာမျိုးပါမျိုးအဲ့လိုမျိုးမရှိဘူးပေါ့ဒုက္ခတဲ့ပြည်သူတွေကိုလာရောက်ပြီးတော့လှူဒန်းတဲ့ရေကျွန်တော်တို့တောက်သွန်းတာတော့အဆင်ပြေပါတယ်ခင်ဗျလည်းလေးပွေရှိတာပေါ့ဒီကတော့ဟုတ်ကောင်းပါလေဟုတ်ဒီကတော့ ကျေးဇူးတင်ပါတယ်ကျမတို့အခုဒုက္ခတဲ့စကန်ကိုဒီလိုမျိုးရေလှူဒန်းတဲ့အတွက်ကြောင့်ရေလေးကလည်းရမ်းတောက်လို့ကောင်းပါတယ်ရှင်